တားတို့ဒီဝစ်ဆောင်လာပေးတာဗျအဲ့လိုပြောပြီးဖိုးတူကထွေးဖို့အမီရှိကိုဝမ်းဆက်ထည့်ထားတဲ့အိတ်ကိုတိုးပေးလိုက်တယ်ဟင်းကျေးဇူးတင်လိုက်တာဖိုးတူတို့ရေဒါလို့ဆိုသမီးចောင်းကဝဲမှာပါဝင်လို့ရပြီပေါ့နော်မေညီကိုဝစ်ဆောင်ရှိရနဲ့ပါဝင်ခွင့်ရမယ်လို့ဘသူပြောလို့တော့ပြီးတော့ဖိုးတူတို့ကျေးဇူးတင်ပေမဲ့ဒီဝစ်ဆောင်ရှိလက်မခံနိုင်ရှင်ဘာလို့လဲတလို့စားဘူးသူ့ကျေးဇူးတဲ့သူများစီကလက်ကားယူတာဘယ်ရမှမကောင်းတောင်းဝပြန်ယူသွားပါထွေးဖို့ညီလက်ကားဖို့မစင်စားနဲ့ခုချက်ချင်းအိမ်ထဲဝင်ပြီးစားသွားချက်ချင်းအဲ့လိုပြောပြီးထွေးဖို့အမေကထွေးဖို့ကိုခေါ်သွားတော့ဖိုးတူကိုလည်းစိတ်မကောင်းဖြစ်ပြီးထပြန်လာခဲ့ကြတယ်အိမ်တရက်ရှိမှာတော့မောင်နှမနှစ်ယောက်အရုပ်ကစားရင်းနဲ့ရှမ်းပြစ်နေခဲ့ကြတယ်အကြီးပြင်းရန်တူတဲ့ထွေးဖို့ကဟဲ့နော်နော်နေကင်ထားတဲ့ရှုပ်ပြန်မေးစမ်းအဲ့ဒါငါ့ရဲ့ရှုပ်ဟဲ့ပေးဦးတားလိုက်ကစားမှာဟဲ့ငါပြောနေရလေနေရုပ်တွေအများကြီးရှိတဲ့ဟောင်းကိုယ့်ဟာကိုကစားပါလားလို့အဲ့လိုပြောပြီးတော့မောင်ပြည့်သူနောင်နောင်စီကနေအရှုံးထုတ်လိုက်တော့နောင်နောင်လေးနောက်ပြန်လေးကျသွားခဲ့တယ်မမေမမတားရုပ်ကိုလုပြီးတော့လေတားကိုလည်းတွန်းလှဲတဲ့အဲ့ဒီအချိန်မှာပဲအမေဖြစ်သူကသူတို့မောင်နှမနှစ်ယောက်နာကိုရောက်လာခဲ့တယ်ဟဲ့ဒါမဖြစ်နေကြရလေထွေးဖို့ပြန်မေးလိုက်စမ်းမပေးဘူးမေအဲ့ဒါသမီးရုပ်သမီးမဟုတ်ဘူးနဲ့ဝယ်ထားတာပေးဆိုပေးလိုက်နောက်ငိုနေရမမြင်ဘူးလားဘာလဲဒီအမေကရိုက်မှာအစ်စ်ဝင်မှာလားပြောအဲ့လိုပြောပြီးတော့အနားမှာရှိနေတဲ့ဒုက္ခကောင်းလို့ထွေးဖို့ရိုက်လိုက်တယ်အမေမတရားဘူးအမေလုံးဝမတရားဘူးထွေးဖို့လေသူ့မောင်ကြောင့်အရိုက်ခံရတော့ဒေါသထွက်သွားခဲ့တယ်ဒီအိမ်မလေးသမီးပဲအငယ်ဆုံးဖြစ်တယ်နော်နောင်ကမွေးမလာသင့်ဘူးဟာနေပါပြောလိုက်တယ်ကဲဟဲ့မဟုတ်တာကြီးပြောချင်အောင်ဒီလိုနဲ့ထွေးဖို့လေအမေဖြစ်သူစီကနေအရိုက်ခံနေရတော့ပြေးလွှားနေကြတော့တယ်အဲ့ဒီဖြစ်ပြအဆအဆုံးမြင်သွားတဲ့ဖိုးတူးနဲ့တုပ်ဘောကတော့တကြားလုံးလေးကန်ရင်ငေးကြည့်နဲ့ထွေးဖို့တို့အိမ်ရှိကနေဖြတ်သွားနေကြတာပါနောက်တော့ဖိုးတူးနဲ့တုပ်ဘောလေးမိဝိုင်းတို့အိမ်ကိုရောက်လာခဲ့တယ်အိမ်ရှိရာကိုပြစ်မှာစောင်းထိုင်ဖက်နေတဲ့မိဝိုင်းကဖိုးတူးတို့ကိုမြင်တော့ဟဲ့နင်တို့နှစ်ယောက်ဘယ်ကနေပြန်လာကြရလဲဟာမပုတ်ဆုံတို့ဆိုင်ကနေတကြားလုံးသွားဝေစားခဲ့ကြတာဟာရော့ဒါနေ့အတွက်အဲ့လိုပြောပြီးဖိုးတူကသူကင်ထားတဲ့တကြားလုံးတစ်ခုကိုပေးလိုက်တယ်ကြည့်စုပဲနော်ဒါနဲ့မိဝိုင်းနင်ထွေးဖို့သိတယ်မဟုတ်လားအေးသိရလေဘိုးကြီးတို့ခန်းနေရမဟုတ်လားဘာဖြစ်လို့လဲခုဒိုးနှစ်ယောက်သူတို့အိမ်ရှိကနေဖြတ်လာတာသူရိုက်ခံနေရတယ်ဟာဟုတ်လားထွေးဖို့လေးတနာပါတယ်အရှင်ကသူတို့အိမ်မှာအငယ်ဆုံးကထွေးဖို့ဟာဒီလိုကနေမောင်လေးရလာတော့သူလည်းအရင်လုံးအချစ်မခံရတော့လေဆရာငယ်နေခဲ့တာတင်နေအဲ့ဒါအလက်တွေခံစားရတဲ့ခံစားချက်ပဲနေမှာပါအော်ဒါနဲ့မိဝိုင်းနေကျောင်းကစုံညီပွဲတော်မှာကြပြားလုကမှာဆိုဟုတ်တယ်ဟာစာအုပ်နဲ့ပဲလော်လေးပါကြမှာကောင်းနေငါတော့လေမုတ်စားလက်မှတ်တွေအများကြီးဝယ်ပြီးမုတ်ပဲစားမှာတို့တော့ဘောကလူကြီးုံနေမကောက်အောင်နော်အကြံလဲကြီးတာပဲဒါပဲလေနောက်နေ့ရောက်တော့ဖိုးတူးနဲ့မိဝိုင်းကအပေရောက်မှာမုတ်တိုင်ဆိုင်နေငပိန်တို့နှစ်ယောက်ကိုစောင့်နေခဲ့ကြတယ်တို့ဘောတို့နှစ်ယောက်ကကြာလာရဲ့နော်ဘာလို့လုံနေကြနေမသိဘူးဒီလိုနဲ့ကြောင်းတက်တော့မယ်သူတို့နှစ်ယောက်တနေရမှာမဝင်စားနေကြတာများလားသူတို့နှစ်ယောက်အဲ့လိုပြောနေတော့ထွေးဖို့ကြောင်းလာတာကိုမြင်လိုက်တယ်ဟိုမှာထွေးဖို့ပဲမနေ့ကတော့မှသူ့ကိုကြောင်းပြောနေခဲ့သေးတယ်အဲ့ဒီအချိန်မှာပဲဘိုးကြီးနဲ့တန်ကြောင်းကထွေးဖို့နောက်ကနေလိုက်လာတယ်ထွေးဖို့ဒါနဲ့ထွေးဖို့လည်းနောက်ကိုလှည့်ကြည့်လိုက်တယ်နေအိမ်ကနေမဖိုးမရမှန်းသိလို့ငါတို့နေ့အတွက်မုတ်ဝယ်လာပေးတာဟာယူလိုက်နော်ထွေးဖို့လည်းသူ့ပေါ်တိတက်တဲ့တငယ်ချင်းတွေကြောင့်ပျော်သွားခဲ့တယ်ဟေးတကယ်လားကြီးစိုးပါပဲဘိုးကြီးရဲ့အဲ့လိုပြောပြီးလှမ်းယူလိုက်တယ်ဒါနဲ့တန်ချောင်းကထရီတော့တယ်ဟာဒီထွေးဖို့မှတော်တော်ငတ်ကြီးကြတာပဲအဲ့ဒါလေငါတို့လမ်းမှာကြာနေလို့ကောက်လာခဲ့တာဟာဘာငါ
ကိုတရောင်းစားများထင်းနေရလားအဲ့လိုပြောပြီးတွေးဖို့ကသူကင်ထားတဲ့မုံနဲ့ဘိုးကြီးတို့ကိုလှမ်းပေါက်ပြီးရှက်တာရောဝမ်းနဲ့အားငယ်သွားတာရောကြောင့်မှစာသင်ခန်းထဲကိုမြန်မြန်ဝင်သွားခဲ့တယ်ဘိုးကြီးနဲ့တန်ချောင်းကတော့သူတို့ဆန်းနှောင်းလိုက်ရတဲ့အတွက်ဒါနဲ့ရေဝဲကြနေခဲ့ကြတယ်ထွေးပူမအငတ်မသူများပေးတဲ့များအကုန်ယူနေတာအဲ့ဒီဖြစ်ပျက်ကိုမြင်သွားတဲ့ဖိုးတူးနဲ့မိဝိုင်းကလည်းသူတို့နာကိုရောက်လာခဲ့တယ်ဟဲ့အောင်လေထွေးပူကိုဘာလို့ခုလိုလုပ်ရလဲစတာလေဘာလို့လဲအသားနာသွားမှာမဟုတ်တာအသားမနာဘူးဆိုပြီးတပတ်သားကိုခုလိုလုပ်ဖို့မသိဘူးကွအေးနင်တို့အသားနာနင်တို့အတန်းမိုင်ဆရာနဲ့ကိုတွားတိုင်ပြက်မှာလာဖို့တို့အဲ့လိုပြောပြီးတော့ဖိုးတူးနဲ့မိဝိုင်းလေးကြောင်ခင်းလေးကိုဝင်သွားခဲ့တော်တယ်ညနေပဲကြောင်စင်တော့ဖိုးတူးတို့အဖွဲသားတွေလည်းအိမ်ပြန်လာနေခဲ့ကြတာပါဘိုးကြီးနဲ့တန်ကြောင်လေသူတို့တန်းမိုင်ဆရာမအပြစ်ပေးလိုက်တယ်တဲ့သိလားကောင်းတယ်ဒင်းတို့လေအဲ့ဒါနေပဲတန်းတာငါနဲ့မတွေ့လိုက်လို့ပေါ့ကွာနှုတ်မဟုတ်ရင်လေဒင်းတို့မလွယ်ဘူးပဲဟဲ့နေနေပြောနောက်ကြည့်ညာပြောအောက်ကြည့်တဲ့တုံးဘောစကားကြောင့်ငပိန်ကနောက်ကိုလှည့်ကြည့်လိုက်တယ်နောက်မှာဘာမှမရှိပါဘူးတုံးဘောရဲ့ဘာလို့လဲမဟုတ်ဘူးကွာခုတော့ရှေ့ကိုကြည့်ကြဟိုမှာထွေးပုံနဲ့သူ့အမိရဲ့ဩအဲ့ဒါများရှေ့မှာထွေးဖို့လို့ပြောလိုက်ပြီးတယ်ဟောင်းထွေးဖို့တယောက်ကတော့ဈေးပန်းရွက်ထားတဲ့အမေဖြစ်သူနောက်ကိုတကောက်ကောက်လိုက်ပြီးတော့ပူစာနေခဲ့တာပါအမေသမီးကိုလေကျောင်းဝကဝဲမှာပါခွင့်ပြုပါနော်မရဘူးသမီးအမေတို့ခုတောင်တရက်ဈေးအောင်မှာတရက်စားနေရတာဘယ်ရောက်ငွေနဲ့ဝစ်ဆောင်ဝဲကြမှာလဲဟိုသမီးအဲ့ဒီအတွက်အလုပ်ပို့လုပ်ပါမယ်အမေရဲ့မဖြစ်ဘူးသမီးအဲ့လိုဆိုသမီးစားချက်ချင်းရော့သွားလိမ့်မယ်ဒါမို့စာအုပ်ပဲအာရုံစိုက်ဟုတ်ပလားကဲခုအိမ်ပြန်တော့အမေဈေးဘက်ရောင်းလိုက်အောင်မေအမေလို့ဒီလိုနဲ့တွေးဖို့လေအမေဖြစ်သူနောက်ကိုတကောက်ကောက်နဲ့လိုက်ပါသွားခဲ့တော့တယ်တွေးဖို့လေတနာပါတယ်သူကငါ့လိုမဟုတ်ဘူးဟာအကလည်းတော့ရှာတယ်ဒါဆိုငါတို့ထွေးဖို့ចောင်းကဝဲမှာပါဝင်ခွင့်ရအောင်လို့ကူညီကြမလားကူညီရတော့ဟုတ်ပါပြီဘယ်လိုကူညီမှာလဲငါတို့မှာရှိတာလေးတွေရောင်းပြီးတော့ကူညီကြတာပေါ့ကောင်းနေငါတို့လေမုံမစားဘဲနဲ့ကိုကူညီမှာနောက်နေ့မိုးစားကြောင်းစိမ့်ချိန်မှာမိုးရနေအောင်ဆိုတော့ထွေးဖို့လေအပြင်ကိုငေးကြည့်ရင်လည်းရှိနေခဲ့တယ်မိုးကလေအချိန်မရှိအခါမရှိဘူးတဲကြီးမဲကြီးရွာချနေပါလားထီလေးတစ်ချောင်းတော့မဝင်နိုင်တဲ့ငါဘယ်လိုလုပ်ရပါမလဲအဲ့ဒါကိုမြင်သွားတဲ့မိဝိုင်းကထွေးဖို့နာကိုသွားလိုက်တယ်ထွေးဖို့နေတနေ့ကသွားကျင်လို့လားဟုတ်တယ်ဟာငါမုတ်သွားဝယ်ခြင်းနေရဒီလိုဆိုတော့ပဲငါလည်းမဟုတ်ဝယ်ဖို့ထွက်လာတာဟာတူတူသွားကြမယ်လေငါထီးပါတယ်နေ့တည်းကတစ်တစ်ရေငါလိုက်ဆောင်လို့အဆင်ပြေပါမလားဟာပြေးပါတယ်ထွေးဖို့ရဲ့လာအတူသွားကြမယ်ဒါနဲ့သူတို့နှစ်ယောက်နေမိုးတော်တွေကနေမုံစည်းတန်းဘက်ကိုသွားလိုက်ကြတယ်နောက်တော့မိဝိုင်းလေးမုံဝယ်ပြီးမိုးဆူဆူနဲ့အခန်းထဲကိုပြန်ရောက်လာခဲ့တယ်ဟာမိဝိုင်းမစိုးလို့ရွှဲလို့ပါလားမုံသွားဝယ်လာခဲ့တာလားအေးဟုတ်တယ်ဟာစားကြမအောင်လားမိတော်ဆိုခဲ့တာပဲဖျားမယ်နော်ရပါတယ်ဟာငါမှလက်ကင်မှာပါလာတယ်အဲ့ဒါနဲ့တုတ်ထားလိုက်မယ်ဒါနဲ့ငါတို့ထွေးဖို့ကူညီမယ်လို့ပြောထားတဲ့ကိစ္စဘယ်နေ့ကောင်တွေဖော်ကြမှာလဲငါတို့ပတ်စံနေစုမိထားပြီဟာဒီညနေပဲကောင်တွေဖော်ကြရင်ရောကောင်းတယ်ငါလေးဟိုဘက်အခန်းမှာသွားစုံစမ်းလာခဲ့တာထွေးဖို့ကကြပြလို့ကပါကျင်တာတွေကဟုတ်လားဒါလို့ဆိုအဖြူစိမ့်ဝက်ဆက်ဝယ်ပေးလိုက်ကြတာပေါ့ညနေပဲရောက်တော့ဖိုးတူတို့အဖွဲသားတွေလည်းထွေးဖို့တို့အိမ်ကိုရောက်လာခဲ့ကြတယ်ထွေးဖို့ရေထွေးဖို့ဟေးလာပြီအဲ့လိုပြောပြီးတော့ထွေးဖို့ကအိမ်ထဲကနေထွက်လာခဲ့တယ်ဟဲ့မိဝိုင်းတို့ပါလားတို့အိမ်ကိုဘာလာလို့ကြာလဲထွေးဖို့အဲ့လိုပြောနေတော့အမေဖြစ်သူကအိမ်ထဲကနေထွက်လာခဲ့တယ်ထွေးဖို့တို့တငယ်ချင်းနေနဲ့တူတယ်ကိုပြစ်မှာထိုင်ကြအောင်လေဟုတ်ကဲ့ရှင်ဟိုသားတို့လိုင်းကိစ္စကိုပြောမှမယ်ရှင်အရင်နေ့ကသားတို့ကျောင်းကပြန်မှာမထင်မှတ်ပဲထွေးဖို့ကျောင်းကဝဲမှာပါဝင်ချင်တာသိခဲ့ရတယ်ဗျပြီးတော့အကြီးကလည်းအကြောင်းမျိုးမျိုးကြောင့်မပါဝင်ရအောင်ပြောနေရနဲ့ထွေးဖို့လေးပါဝင်လို့ရအောင်လို့သားတို့ဒေဝစ်ဆောင်လာပေးတာဗျအဲ့လိုပြောပြီးဖိုးတူကထွေးဖို့အမီရှိကိုဝမ်းဆက်ထည့်ထားတဲ့အိတ်ကိုတိုးပေးလိုက်တယ်ဟင်းကျေးဇူးတင်လိုက်တာဖိုးတူတို့ရေ
ဒါလို့ဆိုသမီးចောင်းကဝဲမှာပါဝင်လို့ရပြီပေါ့နော်မေညီကိုဝစ်ဆောင်ရှိရနဲ့ပါဝင်ခွင့်ရမယ်လို့ဘသူပြောလို့တော့ပြီးတော့ဖိုးထုတို့ကျေးဇူးတင်ပေမဲ့ဒီဝစ်ဆောင်ရှိလက်မခံနိုင်ရှင်ဘာလို့လဲတလို့စားဘူးသူ့ကျေးဇူးတဲ့သူများစီကလက်ကားယူတာဘယ်ရမှမကောင်းတောင်းဝပြန်ယူသွားပါထွေးဖို့ညီလက်ကားဖို့မစင်စားနဲ့ခုချက်ချင်းအိမ်ထဲဝင်ပြီးစားသွားချက်ချင်းအဲလိုပြောပြီးထွေးဖို့အမေကထွေးဖို့ကိုခေါ်သွားတော့ဖိုးထုကလည်းစိတ်မကောင်းဖြစ်ပြီးထပြန်လာခဲ့ကြတယ်ဒီလိုနဲ့သူတို့အဖွဲ့သားတွေလည်းထွေးဖို့တို့အိမ်ကနေပြန်လာနေခဲ့ကြတာပါထွေးဖို့အမေကတမျိုးပဲတို့အဖွဲ့ကစေတနာနဲ့ကူညီတာကိုဘာလို့လက်မခံတာလဲထွေးဖို့အမေပြောခဲ့တယ်လေကွာငါတင်တော့ကျေးဇူးတင်ခံနေအောင်မကြိုက်လို့နေမှာပေါ့ထွေးဖို့လီကကာဝဲကိုတိတ်ပါချင်းရှာနေရဟာထွေးဖို့အစင်ပြေသွားအောင်ဘယ်လိုကူညီကြမလဲလူငယ်တွေပေးတာကိုလက်မခံနိုင်မိမယ်လူကြီးတွေပေးတာဆိုရင်ရောလက်ခံလောက်လားမိမအကြံရှိလို့လားပို့သူရဲ့တခုတော့ရှိတယ်ဟာလာသွားကြမယ်ဖိုးထုတို့အဖွဲသားတွေလည်းထွေးဖို့တို့တမ်းမိုက်ဆီယမအိမ်ကိုရောက်လာခဲ့ကြတယ်ဆီယမကြီးဆီယမဟေးဘသူတွေတော့အဲလိုပြောပြီးတော့ထွေးဖို့တို့တမ်းမိုက်ဆီယမကထွက်လာခဲ့တယ်အော်မဖိုးထုတို့ပါလားဆီယမအိမ်ကိုဘာကိစ္စရှိလို့လဲမသိဘူးကွဟိုဒီလုံးဝဆီယမတို့တန်းနေရထွေးဖို့ကကြပြလောကမှာပါဝင်ခြင်းပဲဝိစုံမတက်နိုင်တာဆိုတော့မပါဝင်ရအောင်ဖြစ်နေရပါအဲ့ဒါကိုသားတို့ကကူညီပေးခဲ့ပေမဲ့ထွေးဖို့မရလက်မခံဘူးဗျအဲ့ဒါကိုဆီယမကထွေးဖို့မရလက်ခံကူပြောပေးပါလားဖိုးထုလေးတွေကစိတ်ကောင်းရှိလိုက်ကြတာကွယ်အနားမှာရှိနေတဲ့တငယ်ချင်းတွေကိုလည်းကိုယ်တငယ်ချင်းရင်းလိုမျိုးကြိုးဆိုင်ကြတယ်ကဲပါဆီယမကကိုနီးကိုဟန်နဲ့ထွေးဖို့မရလက်ခံလာကူညီလိုက်ပါမယ်ကျေးဇူးပါပဲဆီယမအေးပါကွယ်အေးပါဒါလို့ဆိုသမီးတို့ပြန်လိုက်ပါအောင်မေရှင်အေးသားတို့သမီးတို့ဒီလိုနဲ့သူတို့အဖွဲ့လေးဆီယမအိမ်ကနေပြန်လာခဲ့ကြတယ်နောက်နေ့စာသင်ခန်းထဲမှာဖိုးကြီးနဲ့တန်ချောင်းကပြောင်းထောင်စော်ကစားနေခဲ့ကြတယ်ဟဲ့အောင်တန်ချောင်းလိုက်လေကွာငါ့ကိုမြှောင်လိုက်ပန်းအေးလွတ်အောင်ပြေးထားနော်ငါလာပြီဒါနဲ့ဘိုးကြီးရပြေးတန်ချောင်းကလိုက်နေတကန်လုံးစွညံပွဲလောရှိုင်းနေခဲ့တယ်အဲ့ဒီအချိန်မှာပဲဆီယမကအခန်းထဲကိုဝင်လာခဲ့တယ်ဟဲ့ကလေးတွေအခန်းထဲမှာမပြေးရအောင်နော်နေရာမှာပြန်နိုင်ကြမယ်ဆီယမကသားတို့သမီးတို့ပြောစရာတခုရှိတယ်ကွအဲ့ဒါတော့စုံညီပွဲတော်အတွက်ကာဝဲမှာပါဝင်ထားပြီးတော့ဝတ်ဆောင်အတွက်ခက်ခဲရှိနေတဲ့သူတွေကိုဆီယမကကူညီကြလို့လိုအပ်တဲ့သူတွေဆီယမကိုလာပြောပေးကြနော်ဒီလိုနဲ့ထွေးဖို့လည်းဆီယမနာကိုသွားလိုက်တယ်ဟိုဆီယမသမီးကကြပြလို့ကာဝဲအတွက်ပါဝင်ခြင်းပေမဲ့ဝတ်ဆောင်ကိုမတက်နိုင်လို့ပါရှင်အေးကွယ်ဒီလိုဆိုကားဖို့အတွက်စင်းရင်သွားပေးထားလိုက်တော့ရောက်ဒီမှာသမီးထွေးဖို့အတွက်ယူနီဖောင်းကျေးဇူးပါပဲဆီယမကြီးရပါတယ်ထွေးဖို့လေးရဲ့ကာဝဲမှာအဆင်ပြေအောင်တေချာတင်ယူရမယ်နော်ဟုတ်ကဲ့ပါဆီယမညဘက်ရောက်တော့အမေဖြစ်သူကပြောင်းနိုင်နေနဲ့အင်ကြီးကျဲသည်တက်နေခဲ့ပြီးမောင်ဖြစ်သူကတော့အမေနားမှာအိပ်ပျော်နေခဲ့တာပါဒါနဲ့ထွေးဖို့လည်းအမေဖြစ်သူနားမှာကြောက်ကြောက်လေးသွားထိုင်လိုက်တယ်ဟိုအမေပြောညီမဟုတ်တာကြီးလှုပ်ထားတာလားဟာမဟုတ်ပါဘူးမေကလေသမီးเจ้าကကောင်းဝင်မှာပါဝင်လို့ရပြီမေရဲ့ဟမ်ညီကိုဝင်ပါလို့အဆင်မပြေဘူးလို့ကျုပ်ပြောထားရလေကိုကပြေးသွားပြီမေရဲ့သမီးတို့တန်းမိုင်ဆရာမကလေအတန်းကြီးကအစင်မပြေတဲ့သူတွေအကုန်လုံးကူညီပေးပါတဲ့ဒါကြောင့်သမီးရောသမီးငယ်ချင်းမပါဝင်ခွင့်ရသွားတာမေရဲ့ဟုတ်လားသမီးတို့တန်းမိုင်ဆရာမကသဘောထားပြေဝသွားပြီဟုတ်တယ်မေရဲ့ဖိုးထုတို့အဖွဲ့ကလည်းသမီးပေါ်မှာသဘောထားပြေဝကြတယ်အချိန်ကြီးကဆိုလေသမီးကိုနိုင်စားတဲ့ကောင်တွေကိုဆရာမနဲ့တိုင်မပြစ်လိုက်တာသိလားမေဒါကြောင့်သူတို့မစရတော့ဘူးပြီးတော့ဖိုးထုတို့အဖွဲ့တွေကမိဝိုင်းလေသမီးကိုအများကြီးကူညီပေးတယ်မေရဲ့သမီးတို့တငယ်ချင်းတွေကလူသားငယ်ပြင်မဲ့စိတ်ထားပြေဝတာလူကြီးရဲ့ထက်တောင်တာနေပါလားဟုတ်တယ်မေရဲ့သမီးကတော့လေဖိုးထုတို့လိုတငယ်ချင်းနဲ့စုံစည်းခွင့်ရတာအရန်ပျော်တယ်မေအမနောက်လေသမီးကူညီနိုင်တာရှိရင်ကူညီပေးလိုက်ပေါ့ဟုတ်ပလားဟုတ်ကဲ့ပါမေရဲ့ကဲဒီပိုင်းမှာတော့တွေးဖို့ပါဝင်နဲ့စုံညီပွဲတော်မတိုင်ခင်ရက်တွေအကြောင်းဖြစ်ပြီးတော့စုံညီပွဲတော်နေ့မှာဖိုးထုတို့အဖွဲ့နဲ့တခြားအကြောင်းသားတွေကဘယ်လိုလေးတွေဖျော်ဖြေကြမယ်ဆိုတာစောင့်မျှော်ပြီးတော့ရှုစားပေးကြမှာနော်